ကျမတို့ရဲ့ဘဝမှာနားခိုစရာအင်္ဂလိပ်တစ်လုံးတော့လိုအပ်ပါတယ်ဒီတိုက်ခန်းလေးကိုစတင်ပိုင်ဆိုင်ရတော့ကကျမသိပြောခဲ့တာပေါ့တိုက်ခန်းလေးကလုံခြုံနှွေးထွေးမှုကိုပေးစွမ်းနိုင်ပါတယ်ဒီလိုတိုက်ခန်းတစ်လုံးပိုင်ဆိုင်ရဖို့ဆိုတာလည်းတကယ်ကိုမလွယ်ကူခဲ့ပါဘူးဆိုပြီးဇလန်းရဲ့အစမှာအိမ်ပိုင်ရပိုင်တယောက်ဖြစ်လာဖို့မလွယ်ကူတဲ့အကြောင်းနဲ့အစချီထားပါတယ်ဒါပေမဲ့အဲ့ဒီလိုခက်ခက်ခဲခဲစူးစမ်းထားရတဲ့တိုက်ခန်းတွေဟာလည်းနေချင်းညချင်းဆိုသလိုပြိုလဲပျက်စီးသွားနိုင်ပါတယ်တောင်ကိုရီးယားနိုင်ငံမှာအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့စိုးတစ်မျိုးလုံးနီးပါးပြာကျသွားခဲ့ပြီးဟွမ်ကွန်းတိုက်ခန်းတွေတစ်ခုတည်းကသာမပြိုမပြတ်ပဲကျန်ရစ်ခဲ့ပါတယ်။မြို့ပြကြီးတစ်ခုလိုဖြစ်သွားပြီးအေးခဲပြီးတေးတဲ့လူကတေးတိုက်ပြီးလို့တေးတဲ့လူကတေးနဲ့လက်တလောကဲဆယ်ရေးလည်းရောက်မလာသေးတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။မပြိုလဲပဲကျန်ရစ်ခဲ့တဲ့ဟွမ်ကွန်းတိုက်ခန်းအခန်း602မှာတော့ကိုမင်းတို့လည်းမရလဲနေပါတယ်။အဲ့ဒီတိုက်မှာနေထိုင်ကြသူတွေကတော့အင်မတန်ကိုကံကောင်းကြသူတွေလို့ဆိုရမှာပါကိုမင်းကတိုက်ခန်းအောက်ဘက်ကိုအခြေအနေဆင်ကြည့်လိုက်တော့ရေပြတ်တဲ့သူတွေမိမရလို့ဒုက္ခရောက်နေသူတွေအစားအစာလက်ကျန်မရှိသူတွေနဲ့အသီးသီးကိုမြင်တွေ့လိုက်ရပါတယ်ကိုမင်းကသူ့အခန်းကိုပြန်တက်လာပြီးအစားအစာတွေဘယ်လောက်ကျန်သေးလဲလို့မိမကိုမေးလိုက်တော့တပတ်လောက်တော့တောင်းခံလို့ရအောင်မဲ့ထင်တယ်လို့မိမဖြစ်သူကဖြေပါတယ်ကိုမင်းရဲ့မိမဖြစ်သူဘုံဘုံကတော့သူ့ရဲ့အဖေကိုစိတ်ပူနေပြီးအဖေစီကိုသွားမှဖြစ်မယ်လို့ပြောလာတော့ကိုမင်းကဒီအခြေအနေကြီးမှာသွားဖို့ဘလို့မှမဖြစ်နိုင်သေးတာကြောင့်ကယ်ဆယ်ရေးတွေလည်းမကြခင်မှာလာမှာလို့ဘုံဘုံကိုနှစ်သိမ့်လိုက်ပါတယ်အဲ့ဒီအချိန်မှာကိုမင်းတို့အိမ်တကားကိုခောက်ပြီးသားအမိ2ယောက်ကသူ့ကလေးအရန်ကိုအေးခဲနေလို့ကလေးတစ်ယောက်ကိုပဲခေါ်ထားပေးရင်ရပါပြီဆိုပြီးအကူကြီးတောင်းလာပါတယ်ကိုမင်းကတိတ်မခေါ်ထားခြင်းပင်မဲ့ကျင်နာရတဲ့ဘုံဘုံကတော့သားအမိ2ယောက်ကိုခေါ်ထားလိုက်ပါတယ်နောက်တရက်ကိုမင်းတိုက်ခန်းအောက်ကိုဆင်းလာတော့ခောက်ဆွဲကြောင်းနဲ့အစားအစာတွေဈေးတင်ပြီးရောင်းနေတဲ့သူတွေလည်းရှိပါတယ်။ကိုမင်းဟာသူ့ရဲ့နာရီနဲ့အစားအစာကိုလဲလာခဲ့ပါတယ်။အဲဒီမှာတိုက်ခန်းကမဟုတ်ဘဲအပြင်ကခိုလုံသူတွေနဲ့တိုက်ခန်းကလူတွေကရန်ဖြစ်နေကြပါတယ်။အပေါ်ကိုပြန်ရောက်လာတော့ကိုမင်းကသူရလာခဲ့တဲ့မုတ်ကို2ယောက်အတူတူစားတဲ့အခါမှာကျင်နာတတ်တဲ့ဘုံဘုံကဟိုသားအမိကိုပါနည်းနည်းကြွရအောင်လို့တောင်းဆိုလာပါတယ်။ကိုမင်းကတော့ဒါကခက်ခဲရခဲ့တာမို့တို့2ယောက်ပဲစားရအောင်လို့ပြန်ပြောလိုက်ပါတယ်။ငှက်လာချိန်မှာတော့သူတို့ဟာဘာဆဆကိုအကုန်စားကောင်းနေကြတာပဲဖြစ်ပါတယ်။ကိုမင်းကအောက်ထပ်မှာတိုက်ခန်းကသူတွေနဲ့အပြင်ကလူတွေရန်ဖြစ်နေတာကိုဘုံဘုံကိုပြောပြတဲ့အခါဘုံဘုံကစိတ်ပူသွားပြီးကိုမင်းကဘာတွေပဲဖြစ်လာကိုကကာကွယ်ပေးသွားမယ်လို့ပြောလိုက်တော့ဘုံဘုံလည်းကျဉ်းတ်သွားပါတော့တယ်သူတို့2ယောက်မုတ်ခိုးစားနေတာကိုသားအမိ2ယောက်ကမြင်သွားတော့သူတို့ကိုလည်းကျွေးလိုက်ရပါတော့တယ်တရက်မှာတော့တိုက်ခန်းတစ်ခန်းကနေမိလောင်မှုဖြစ်ပွားပါတယ်အဲ့ဒီမှာကိုထက်ဆိုတဲ့သူကဥဆောင်ပြီးမိကိုလျင်မြန်စွာညှိတက်နိုင်ခဲ့ပါတယ်ကိုထက်ကအခန်း902မှာနေတဲ့သူမလားလို့လူတစ်ယောက်ကမေးလိုက်တော့ကိုထက်ကလည်းခေါင်းညှစ်ခဲ့ပါတယ်လူတွေအားလုံးဟာမိသက်ပေးခဲ့တဲ့ကိုထက်ကိုကျေးဇူးတင်နေကြပါတယ်အဲ့ဒီတိုက်ခန်းတွေမှာပဲနေတဲ့ဥက္ကဋ္ဌဆိုတဲ့သူကတိုက်ခန်းတည်သူများကိုအစားအစာအနှဲငယ်ဝေပေးပါတယ်ပြီးတော့သူကအပြင်လူတွေနေထိုင်ခွင့်နဲ့ပတ်သက်ပြီးအစည်းအဝေးစတင်ပါတယ်အစည်းအဝေးမှာတော့အပြင်လူတွေကိုနှင်ထုတ်ခြင်းတဲ့သူနဲ့ဆက်နေစေခြင်းတဲ့လူဆိုပြီးအဖွဲ့2ဖွဲ့ကွဲနေပါတယ်ဥက္ကဋ္ဌက600နှစ်ကကိုမင်းရဲ့သဘောထားကရောဘလို့လဲဆိုပြီးမြေတော့ကိုမင်းကဒီမှာဆုံးဖြတ်ချက်ချပေးနိုင်မဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရှိဖို့လိုပါတယ်လို့ပြောလိုက်ပါတယ်အားလုံးကတော့ကိုကျိုးစုံပြီးမိငိမ့်သက်ပေးခဲ့တဲ့ကိုထက်ကိုတိုက်ခန်းကောင်းဆောင်အဖြစ်ရွေးချယ်ခဲ့ကြပါတယ်။အဲဒီမှာပြင်ပကလူတွေကိုခိုးလုံခွင့်ပြုမပြုမဲခွဲဆုံးဖြတ်ကြတဲ့အခါနှင်ထုတ်မဲ့လူတွေကပိုများတာမို့အပြင်လူတွေကိုနှင်ထုတ်ဖို့ဖြစ်လာပါတော့တယ်။အဲရောက်တဲ့အခါဘုံဘုံကနှင်ထုတ်ခံရရင်အဲ့ဒီလူတွေအကုန်ပဲသွားကြမှာလဲအိတ်ခဲ့ပြီးတေးကုန်မှာပေါ့ဆိုပြီးသူ့ယောက်ျားကိုစိုးရင်စွာပြောပြနေခဲ့ပါတယ်။ကိုမင်းကတော့သူ့လက်ကဒဏ်ရာကိုကြည့်ပြီးငလင်လှုပ်တုံးကအဖြစ်ပြက်ကိုသတိရသွားပါတယ်။ငလင်စလှုပ်ခြင်းမှာအထက်မြင့်တိုက်တွေအကုန်လုံးကဝုန်းကနေဆိုပြီးပြိုကျလာခဲ့တာပါ။အဲအချိန်ကိုမင်းကလမ်းမကြီးပေါ်မှာပါ။သူ့ဘေးကကောင်မလေးပေါ်ကိုကားကြီးကပြိနေပါတယ်။အဲ့ဒါကိုအဲ့ဒီကောင်မလေးယောက်ျားနဲ့တခြားလူတွေရောကိုမင်းရောပါဝိုင်းပြီးကူပေးနေကြပါတယ်။နောက်ဆုံးမှာတော့တိုက်တွေတလိမ်ပြီးတလိမ်ပြိုကျလာပြီးသူတို့နဲ့နီးကပ်လာတဲ့အခါကောင်မလေးယောက်ျားကလည်းသူ့တောင်းမှန်ပါတယ်ဆိုပြီးကောင်မလေးကိုထားခဲ့ပြီးထွက်ပြေးပါတော့တယ်။ကဘာမီလောင်တားကောင်ချနှင်းဆိုသလိုအရေးကြုံရင်လူတွေဟာကိုသာတွေးတတ်ကြတဲ့အမျိုးပါကိုမင်းကလည်းပြေးလို့မလွတ်တော့တဲ့အဆုံးမှာတော့နီးစက်ရကားတစ်စီးထဲဝင်ပြီးဖြစ်ချင်ဖြစ်ဆိုပြီးကပတ်ကိုပတ်ထားလိုက်ပါတယ်အဆုံးသက်မှာတော့ကိုမင်းဟာအသက်ဘေးကလွတ်ခဲ့လို့အခုလိုမျိုးသူ့တိုက်ခန်းရှိရာကိုပြန်လာနိုင်ခဲ့တာပါတိုက်ခန်းကောင်းဆောင်ကနောက်တရက်မှာတော့ပြင်ပကခိုလုံသူတွေကိုအစည်းအဝေးခေါ်လိုက်ပြီးတော့အစားအစာတွေလည်းနှဲပါလာပြီးဖြစ်တာမို့တိုက်ခန်းပိုင်ရှင်တွေကလည်းလို့အပြင်ကလူတွေကိုတိုက်မှနေဖို့လက်မခံတော့ပါဘူးလို့ပြောလိုက်တဲ့အခါလူအုပ်ကြီးကရုတ်သက်သက်ဖြစ်သွားပြီး
မှန်နေခွဲပြီးအထဲကိုအတင်းတိုးကျိတ်ပြီးဝင်ဖို့စူးစမ်းကြပါတော့တယ်အဲ့ဒီမှာမကျေနပ်တဲ့လူတချို့ကလည်းခေါင်းဆောင်ရဲ့ခေါင်းကိုတုံးနဲ့ရိုက်ထည့်လိုက်ပါတယ်ခေါင်းဆောင်ကိုထက်ရဲ့ခေါင်းမှာသွေးတွေစီးကျနေခဲ့ပေမဲ့သူကရဲရဲဝံ့ဝံ့နဲ့ဆက်လက်အော်ဟစ်ပြီးခိုးလုံသူတွေကိုမောင်းထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအပေါ်ရက်ကတိုက်ခန်းပိုင်ရှင်တွေကလည်းခဲတွေနဲ့ပစ်ကြတဲ့အခါခိုးလုံသူတွေလည်းကြောက်လန့်ပြီးထွက်ပြေးခဲ့ရပါတော့တယ်အဲ့ဒီထက်ကလူတချို့ကတော့မင်းတို့မတရားလုပ်တာပြန်တွေးကြမယ်ဆိုပြီးအော်ဟစ်ပြောဆိုသွားကြပါတယ်အဲ့ဒီလိုနဲ့ကိုထက်ကိုတိုက်ခန်းနေသူအားလုံးကလူစွမ်းကောင်းငါတို့ရဲ့ခေါင်းဆောင်ကောင်းဆိုပြီးဝိုင်းဝန်းချီးမွမ်းကြပြီးအားလုံးအောင်ပွဲခံကြပါတော့တယ်နောက်တစ်ရက်မှာတော့ဥက္ကဋ္ဌနဲ့တိုက်ခန်းကောင်းဆောင်ကဦးဆောင်ပြီးတာဝန်အသီးသီးခွဲဝေကအဖွဲတွေဖွဲ့လိုက်ပါတယ်ဘက်ထရီနဲ့မိအားသွင်းမုံရေကိုချွေတာဖို့အညစ်အကြေးစွန့်ပစ်နည်းတွေကိုစနစ်တကျစည်းကမ်းတွေချမှတ်လိုက်ပါတယ်တာဝန်ကိုစီအသီးသီးယူကြပြီးတိုက်ခန်းကသူတွေအားလုံးအစမှအရရအဆင်ပြေနေပေမဲ့ကြာလာတဲ့အခါမှာအစားအသောက်ကမလောက်တော့ပါဘူးဒါကြောင့်အစာရှာထပ်ထွက်ရပါတော့တယ်အစာရှာထွက်တဲ့လမ်းမှာတော့တိုက်ခန်းပြင်ပခိုးလုံးသူဦးလေးကြီးတယောက်သေဆုံးနေတာတွေ့လိုက်ရပါတယ်တိုက်ခန်းရဲ့အပြင်ဘက်ကိုထွက်လိုက်တာနဲ့သေရမှာပဲလို့တယောက်ကဆိုပါတယ်တညမှာဘုံဘုံကခလေးခေါ်တန်လေးကြားလိုက်ရလို့အဲ့ဒီခလေးများလားဆိုပြီးစကားပြောဆက်ကနေစကားပြောကြည့်လိုက်တဲ့အခါမှာဟုတ်ပါတယ်သူတို့အိမ်မှာတရက်လာနေဘူးတဲ့ခလေးလေးဖြစ်နေတာကိုသိသွားပါတော့တယ်အဲ့ဒီခလေးလေးသားအမိကိုတိုက်ခန်းကလူတယောက်ကဖွက်ပြီးတော့ခေါ်ထားပေးခဲ့တာပဲဖြစ်ပါတယ်အစာရှာထွက်တဲ့အဖွဲဟာလည်းကံကောင်းထောက်မှစွာနဲ့စတိုးဆိုင်တစ်ဆိုင်ကိုတွေ့လိုက်ရလို့ဝမ်းသာအားရဝင်သွားခဲ့ပေမဲ့အဲ့ဒီကဆိုင်ပိုင်ရှင်ကထွက်လာပြီးသူတို့အဖွဲကကောင်လေးကိုတန်းတန်းနဲ့ချိန်ထားလိုက်ပါတယ်ငါဆိုင်ကပစ္စည်းတွေကိုမထိနဲ့လို့ပြောလိုက်ပါတယ်ခေါင်းဆောင်ကအဲ့ဒီလိုအလစ်မှာတန်းတန်းနဲ့ရိုက်ချလိုက်ပြီးသူတို့အဖွဲကအုပ်စုလိုက်နဲ့ဆိုင်ရှင်ကတက်ရောက်ဆိုတော့သူတို့အုပ်စုကပဲအနိုင်ရသွားပါတယ်ခေါင်းဆောင်ကဆိုင်ရှင်ကိုရိုက်နှက်လိုက်ပြီးအထက်ကပစ္စည်းတွေကိုယူလိုက်လို့အမိန်ပေးလိုက်ပါတယ်အရိုက်နှက်ခံရတဲ့ဆိုင်ရှင်ကိုသူသားသမီးတွေကအဖေအဖေလို့ခေါ်နေတာကိုကိုမင်းကမြင်သွားခဲ့ပြီးသူတို့ရဲ့လောက်ရက်တွေကမှန်လားမှားလားဆိုတာဝေခွဲမရဖြစ်နေပါတော့တယ်အစားအစာတွေအများကြီးရလာလို့တိုက်ခန်းကသူတွေကဝမ်ကွန်းပွဲတော်ကိုကျင်းပနေကြပါတယ်ဘုံဘုံကတော့ဒီအစားအစာတွေဟာသူတစ်ပါးကိုရိုက်နှက်တက်ဖြတ်ပြီးမှရလာတဲ့အစားအစာတွေဖြစ်တာမို့မစားနိုင်ပဲဖြစ်နေပါတယ်အဲ့ဒါကိုအတော်ကြီးတစ်ယောက်ကယောက်ျားကပင်ပင်မန်းမန်းရှာလာခဲ့ရတာစားလိုက်ပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီညမှာအရင်ကအခြားတစ်နေရာကိုရောက်နေခဲ့တဲ့903ကနေထိုင်သူကောင်မလေးတစ်ယောက်ကပြန်ရောက်လာခဲ့ပါတယ်တကယ်တော့အားလုံးထင်နေသလိုခေါင်းဆောင်ကိုထက်ကတိုက်ခန်းနေထိုင်သူအစ်စ်မဟုတ်ခဲ့ပါဘူးငလင်လောက်တဲ့ရက်ကမှဝမ်ကွန်းတိုက်ခန်းကိုရောက်ရှိလာပြီးတော့အခန်း900နှစ်မှာနေထိုင်တဲ့လူစီကအကျွေးလာရောက်တောင်းတာပဲဖြစ်ပါတယ်အကျွေးတောင်းလို့မရတဲ့အခါမှာရုံးရင်ဆန်ခတ်တွေဖြစ်ကြပြီးကိုထက်ကအဲ့ဒီအခန်း900နှစ်ကလူကိုတတ်လိုက်ပါတော့တယ်တိုက်ခန်းပိုင်ရှင်ရဲ့အမေကလည်းစကားမပြောနိုင်တဲ့ဒုက္ခိတတဲ့တယောက်ဖြစ်နေတာကြောင့်သူ့သားကိုတတ်နေတာမြင်ပေမဲ့ဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲငလင်ကြီးရုတ်တရက်ပြင်းပြင်းထန်ထန်ဆလှုပ်လာပါတယ်အဲ့ဒီအချိန်မှာကိုထက်ကအခန်း900နှစ်မှာရောက်နေခဲ့တာပါငလင်ပြီးတော့လူတွေကသူ့ကိုဒီခန်းကလာမေးတော့ညတာပါတင်းနဲ့ရောရောင်ကောင်းညင်ရင်ခေါင်းဆောင်ဖြစ်လာခဲ့တာပါနောက်ရက်မှာဥက္ကဋ္ဌကဒီအစားအစာတွေကိုဝေနေရင်းနဲ့ဝေစုမတက်ဖြစ်ပြီးလူနှစ်ယောက်ရန်ဖြစ်ကြပါတယ်အစာရှာထွက်တဲ့လူကပိုယူနေတယ်တကယ်တော့မင်းတို့ကလူသက်သမားတွေပဲအပြင်မှာလူသက်ပြီးဒီအစားအစာတွေရလာတာလို့အဲ့ဒီသူကပြောပါတယ်အဲ့ဒါကိုမင်းရဲ့ဇနီးပုံပုံကကြားသွားပြီးတော့ရှင်အပြင်မှာလူသက်ခဲ့တာလားဆိုပြီးကိုမင်းကိုမေးလိုက်ပါတယ်ကိုမင်းကမတော်တဆမှုရှိခဲ့ပေမဲ့မသေးပါဘူးလို့ဆိုပါတယ်ပုံပုံကသူ့ယောက်ျားနောက်နေ့အစားရှာမထွက်နဲ့ကျမဝေစုနဲ့နဲ့ရတယ်ဖြစ်တယ်လို့ပြောလိုက်ပါတယ်တရက်မှာတော့အသက်ရောက်လာတဲ့903ကကောင်မလေးအိမ်ကိုခေါင်းဆောင်ကရုတ်တရက်ကြီးဝင်လာခဲ့ပြီးမင်းမနေ့ကလူတယောက်ကငါ့ကိုတိလာမေးတာမမှတ်မိဘူးလို့ဘာလို့ဖြေလိုက်တာလဲငါတို့ကအိမ်တွင်းချင်းတွေပဲလေမဟုတ်ဘူးလားဆိုပြီးပြောရင်ချင်းချောက်လိုက်ပါတယ်တကယ်တော့အဲ့ဒီကောင်မလေးကသူ့ဘေးအိမ်က900နှစ်အခန်းကခေါင်းဆောင်ကိုထမ်းမဟုတ်ဘူးဆိုတာကိုစရောက်တဲ့နေ့ကလေးကသိနေခဲ့တာပါတမနက်မှာတော့သူနာပြုဖြစ်တဲ့ဘုံဘုံကကောင်မလေးကအပြင်ကဒဏ်ရာတွေရလာခဲ့တာမို့ဆေးထပ်ပေးနေပါတယ်ဘုံဘုံကအပြင်ဘက်အခြေအနေကဘယ်လိုလဲလို့မေးလိုက်တဲ့အခါကောင်မလေးကအပြင်ကိုရောက်တာနဲ့အစာရေစာငတ်ရင်မငတ်ရင်အေးခဲ့ပြီးတေးကြရတာပါဒီဟွမ်ကွန်တိုက်ခန်းတစ်ခုတည်းကပဲတီးတန့်ကွဲထန်နေတဲ့နက်ပြည်ဖြစ်နေတာပါဆိုပြီးပြောတော့ဘေးကအတော်ကြီးတွေကစိတ်ဆိုးကြပါတယ်နင်ကအခုမှရောက်လာပြီးဒီစကားကိုပြောတယ်ငါတို့ကဒီနေရာကိုဘလောက်တောင်ထိမ့်သိမ်းဆောက်ရှောက်ထားရတယ်လဲဆိုပြီးကောင်မလေးကိုဝိုင်းပြီးရန်တွေးကြပါတယ်ကောင်မလေးကလည်းသူ့ကိုဝိုင်းပြောနေကြတော့ငိုယိုပြီးထွက်လာတယ်အဲ့ဒီမှာဘုံဘုံကကောင်မလေးကိုနှစ်သိမ့်ဖို့နောက်ကလိုက်လာခဲ့ပါတယ်အဲ့ဒီမှာကောင်မလေးကသူ့အိမ်သူပြန်လာတာကိုလိုက်ပြောနေကြတယ်သူ့အိမ်မဟုတ်ဘဲနေတဲ့ခေါင်းဆောင်ကြတော့ဘယ်သူမှမပြောကြဘူးလို့ဆိုတော့ဘုံဘုံကအကြောင်းစုံကိုမေးမြန်းကြည့်လိုက်တော့ခေါင်းဆောင်ကလူလိန်တစ်ယောက်ဖြစ်တယ်ဆိုတာကိုသိသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲ
အပြင်ခဏသွားတဲ့တိုက်ခန်းကလူတစ်ယောက်ကိုရက်ဆက်စာတပ်ဖြတ်ပြီးတော့အလောင်းကိုတိုက်ခန်းရွှေ့မှလာချထားတာတွေ့ရတော့လူအုပ်ကြီးဟာထိတ်လန့်သွားပါတယ်။အဲ့ဒါကပြင်ပကခိုလုံသူတွေဟာသူတို့မတရားခံထားရတဲ့အပေါ်မှာမကျေနပ်လို့အခုလိုကလစားချေခဲ့ခြင်းပါပဲ။ခုချိန်ကစပြီးတော့တိုက်ခန်းကနေအပြင်ထွက်တဲ့ကိစ္စကိုတေချာကင်တွယ်ရမယ်လို့ခေါင်းဆောင်ကပြောပါတယ်။ပုံပုံကအခန်းတစ်ခန်းကိုအစားအသောက်ယူသွားပေးတာကိုခေါင်းဆောင်ကမြင်လိုက်ပါတယ်။တန်တရားဝင်သွားပြီးတော့ညကြအဲ့ဒီအခန်းကိုသွားစစ်ပါတယ်။အဲ့ဒီမှာတိုက်ခန်းပိုင်ရှင်ကခိုလုံသူခလေးသားအမိနှစ်ယောက်ကိုဖွက်ထားပေးခဲ့တာကိုသိရှိသွားပါတော့တယ်။အဲ့ဒီကိစ္စကိုမင်းရဲ့မိန်းမဘုံဘုံလည်းသိတယ်သူလည်းအလိုတူအလိုပါလို့ခေါင်းဆောင်ကကိုမင်းကိုပြောလိုက်ပါတယ်။ကိုမင်းကခေါင်းဆောင်ကိုဒူးထောက်တောင်းပန်ပြီးသူပို့ကြိုးစားပါမယ်သူမိန်းမကိုအပြစ်မပေးပါနဲ့လို့တောင်းဆိုပါတယ်။နောက်ရက်မှာတော့တိုက်ခန်းတွေထဲမှာပြင်ပခိုလုံသူတွေရှိမရှိကိုမင်းကဥဆောင်ပြီးလိုက်လံရှာဖွေရပါတော့တယ်။သူမိန်းမကိုအပြစ်ပေးမှစိုးရင်တဲ့ကိုမင်းကခေါင်းဆောင်ခိုင်းတဲ့အတိုင်းအကုန်လိုက်လုပ်ပေးရပါတော့တယ်။ခေါင်းဆောင်ဟာတဖြည်းဖြည်းနဲ့အာနာဆန်လာပါတော့တယ်။သူဟာအစကတည်းကတိုက်ခန်းပိုင်ရှင်လည်းမဟုတ်ဘဲလူသက်သမားတယောက်ဆိုတာကိုသူ့ကိုယ်သူဘဝမေ့နေပါတယ်။တိုက်ခန်းခေါင်းဆောင်ကအောက်ထပ်မှာအစည်းအဝေးလုပ်နေတော့မှခလေးသားအမိကိုကယ်ခဲ့တဲ့တိုက်ခန်းပိုင်ရှင်ကအပေါ်ရက်ကနေမင်းတို့ကမကောင်းဆိုးပါပဲလူမဟုတ်တော့ဘူးကဘာကြီးပြက်ရင်တော့လူအချင်းချင်းကိုဒီလိုမလုပ်သင့်ဘူးလေလို့အော်ဟစ်ပြောဆိုပြီးတိုက်ပေါ်ကနေခုံချအဆုံးစီရင်ခဲ့ပါတယ်။ခေါင်းဆောင်ကိုထက်တို့အဖွဲ့အစာရှာထွက်နေကြတော့မှဘုံဘုံနဲ့ကောင်မလေးကကိုထက်အခန်းကိုမှွေနှောက်ကြပါတယ်။အဲ့ဒီမှာ900နှစ်တိုက်ခန်းပိုင်ရှင်အစ်စ်ရဲ့အမေကိုတွေ့လိုက်ရပြီးရေခဲတစ်တာထဲမှာလည်းတိုက်ခန်းပိုင်ရှင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းအစာရှာထွက်တဲ့ကိုထက်တို့အဖွဲ့ကအပြန်လန်းမှာသူတို့ကိုတိုက်ခန်းကနှင်ထုတ်တဲ့ကအညှိုးထားနေကြတဲ့ခိုလုံသူအဖွဲ့ဟာကိုထက်တို့အဖွဲ့ကိုတိုက်ခိုက်ကြပါတော့တယ်။လူတစ်ယောက်ကစီဘူးနဲ့ကိုထက်တို့အဖွဲ့ကကောင်လေးကိုပြစ်ပေါက်လိုက်တဲ့အခါမှာမိထလောင်ပါတယ်။အဲ့ဒီကောင်လေးကတော့ဥက္ကဋ္ဌရဲ့သားပါ။သူတို့တိုက်ခန်းကိုပြန်လည်ရောက်ရှိတဲ့အခါမှာတော့ကောင်လေးကအသက်မရှိတော့ပါဘူး။အဲ့ဒီမှာဥက္ကဋ္ဌကကိုထက်ကိုပါရိုက်လိုက်ပြီးနင်းကြောင်ငါသားတည်ရတာလို့ပြောလာပါတယ်။အရင်ကသူတင်မြောက်ခဲ့တဲ့ခေါင်းဆောင်ကအခုတော့သူ့ကိုဒုက္ခလှလှပေးနေခဲ့ပါပြီ။ခေါင်းဆောင်ကတော့မင်းတို့တွေငါမရှိရင်ဖြစ်ချင်တာဖြစ်ကုန်မှာငါရှိလို့ဒီအခြေအနေထိတောင်းခံနိုင်တာလို့သူ့ကိုယ်သူအမွှန်းတင်ပြောနေတော့အကြောင်းစုံသိတဲ့ပုံပုံကဘာနင်းကခေါင်းဆောင်ကောင်းဟုတ်လားသူများတွေကိုတတ်ပြီးနင်းကတကူကောင်းဆန်တဲ့လူလိန်ကောင်လူတက်ကောင်နင်းကဘာခေါင်းဆောင်လဲဆိုပြီးပုံပုံကဒေါသထွက်ထွက်နဲ့တိုက်ခန်းပိုင်ရှင်အစ်စ်ရဲ့ ID ကတ်တွေကိုပြလိုက်ပါတော့တယ်ပြီးတော့ကိုထက်တက်ထားတဲ့တိုက်ခန်းပိုင်ရှင်အလောင်းကိုယူလာပြီးအားလုံးရှေ့မှာချပြလိုက်ပါတယ်အကုန်လုံးလည်းအမှန်ကိုသိလိုက်ရတော့ကိုထက်ကိုဒေါသထွက်သွားကြပါတယ်အမကိုထက်ကဟုတ်တယ်ငါတက်ခဲ့တယ်ဒါပေမဲ့ငါဒီတိုက်ခန်းအကျိုးအတွက်အကုန်လုပ်ခဲ့တယ်ငါကအဲ့ဒါကြောင့်900နှစ်ကပိုင်ရှင်ပဲလို့အော်ဟစ်လိုက်ပါတယ်တိုက်ခန်းပိုင်ရှင်အကုန်လုံးကလည်းကိုထက်ကိုလက်မခံတော့ပဲတိုက်ခန်းကနေမောင်းထုတ်ကြပါတယ်အဲ့ဒီချိန်မှာကိုထက်က903ကကောင်မလေးကိုတွေ့လိုက်တော့အဲ့ဒါမင်းကြောင့်ဖြစ်တာမင်းမရှိရင်ဒါတွေမဖြစ်ဘူးဆိုပြီးတော့ကောင်မလေးနောက်ကိုအတင်းပြေးလိုက်ပြီးဂျောက်ထဲကိုတွန်းချခဲ့ပါတယ်လူတစ်ယောက်ကိုတပ်ဖို့တော့ဝင်မလေးတဲ့ကိုထက်ဟာတကယ်ကိုယူသွတ်နေခဲ့ပါပြီအဲ့ဒီအချိန်မှာကိုမင်းကလည်းကိုထက်ကိုတနက်နဲ့ပြစ်ဖို့လုပ်နေချိန်ပြင်ပကလူအုပ်ကြီးဝင်လာပြီးတိုက်ခန်းကလူတွေကိုတိုက်ခိုက်ကြပါတော့တယ်ကိုမင်းတို့လည်းမရဟာလဲသူတို့အခန်းကိုပြန်ပြေးကြပါတယ်ဘုံဘုံကိုလုံခြုံတဲ့နေရာမှာထားပြီးသူကတော့အပြင်ကလူတွေဓာတ်နဲ့ထိုးတာခံလိုက်ရပါတယ်ဒီဘက်မှာလည်းလူအုပ်ကြီးကတိုက်ခိုက်ခံထားရတဲ့ကိုထက်ဟာတေလူမျောပါဖြစ်နေတာတောင်မှသူ့တိုက်ခန်းကိုပြန်ရအောင်လာခဲ့ပြီးအဲ့ဒီမှာတိတ်ဆုံးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုမင်းတို့လည်းမရလဲတိုက်ခန်းနဲ့ဝေးရာကိုထွက်ပြေးကြပါတယ်တိုက်အပြိုပြက်တေချမှာပဲလည်းမရနှစ်ယောက်ညအိပ်ရပါတယ်ကိုမင်းကသူ့အစာရှာထွက်တုံးကယူလာခဲ့တဲ့စညက်ကလေးကိုဘုံဘုံကိုပေးရင်သူဒီကြားထဲမှာအမားတွေများခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ဘုံဘုံကိုပြောလိုက်ပါတယ်နောက်တနေ့မနက်ဘုံဘုံနှိုးလာလို့ကိုမင်းကိုနှိုးလိုက်တဲ့အချိန်မှာကိုမင်းကနှိုးမလာနိုင်တော့ပါဘူးဘုံဘုံလည်းအရန်ကိုဝမ်းနဲ့ကြေကွဲနေပြီးအမျိုးသမီးတချို့ကသူတို့နဲ့လိုက်ခဲ့ပါလို့ခေါ်ပါတယ်အားလုံးနေထိုင်ဖို့အတွက်အဆင်ပြေမဲ့နေရာလေးတစ်ခုကိုသူတို့တွေဟာရှာတွေ့ခဲ့ကြပါတယ်ဘုံဘုံကကျမလည်းဒီနေရာမှာနေလို့ရလားလို့မေးလိုက်တော့ခုချိန်မှာအားလုံးကဘသူပိုင်းဆိုင်နေဆိုတာမရှိပါဘူးအကုန်လုံးဒုက္ခရောက်သူဘသူမဆိုနေလို့ရပါတယ်လို့သူတို့ကဆိုပါတယ်ဘုံဘုံကိုလည်းအစားအသောက်တွေဝေပေးလိုက်ပါသေးတယ်ဘုံဘုံဟာတိုက်ခန်းကလူတွေမှာဘာလို့ဒီလိုစိတ်ဓာတ်မျိုးမရှိကြတာလဲအခုလိုအရာအလုံးမြင့်မြတ်တတ်တာနဲ့စစ်စစ်လုံးလုံးနေခဲ့ကြရင်ငါတို့ဒီလိုဖြစ်ဆိုးမျိုးမကြုံရဘူးလို့တွေ့တော့ရင်ဝမ်းနေနေပါတယ်လူအတ္တလူတဘာဝနဲ့ဘသူသေးသေးငတေမာရင်ပြီးရောဆိုတဲ့တပိုးရက်ကြီးတတ်တဲ့လူတွေအကြောင်းကိုပညာပေးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ခါဖြစ်တာမို့ကြည့်ရှုသူအားလုံးလည်းကျင့်တတ်ကြမယ်လို့ထင်ပါတယ် channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မမေ့ကြပါနဲ့အောင်နော်